ဒူးရင်သီးလည်းကြိုက်တယ်ဒူးရင်သီးကိုဈေးတက်တာနဲ့အလုံးကြီးများများရချင်တယ်ဆိုရင်ဘယ်လိုလုပ်မလဲတခုပြပြပေးမယ်နော်ကျမကိုယ်တိုင်ကဒူးရင်သီးရောင်းနေတဲ့သူကိုယ်တိုင်ဘလို့ဒီမီကိုပြပြတာနော်ဒူးရင်သီးကိုအရန်ကြိုက်တဲ့သူအဝစားချင်တဲ့သူဈေးတန်နဲ့စားချင်တယ်ဆိုရင် online Facebook page တွေမှာရိုက်စားကြည့်ဒူးရင်သီးတိုက်ရိုက်ရောင်းနေတဲ့နေရာတွေကနေပြီးတော့အမေရဝယ်မှာရမယ်နော်ဥပမာဒူးရင်သီးခြံသမားပေါ့နော်ခြံတွေခူရောက်တဲ့သူတို့ချက်ပိုက်ရှိနေစီကနေပြီးတော့အနည်းဆုံး10 ကီလိုမှလည်းသူတို့ကပုတ်ပေးมาတယ်เนาะအဲ့တော့မော်လမြိုင်တို့တဝဲတို့ပလောတို့ဖိတ်တို့ကနေပြီးတော့အဲ့လိုမျိုးတဆင့်ရောင်းနေတဲ့သူတွေပေါ့နော်အောက်ကနေတဆင့်ပြန်ဝယ်ရောင်းတဲ့သူမဟုတ်ဘဲနဲ့ခြံကနေတိုက်ရိုက်ယူပြီးရောင်းနေတဲ့သူတွေစီကနေပြီးတော့အနည်းဆုံး10 ကီလိုယူမယ်ကွာအနည်းဆုံး10 ကီလိုဆိုရင်3,900,000 2သိန်းပို့လောက်ရှိနေဒါပေမဲ့3,900,000 2သိန်းဆိုတာကအလုံးရေဘယ်လောက်ရမယ်ထင်လဲအလုံးရဲ့ site ပေါ်မှာမူတည်ပြီးတော့4လုံးရတာမျိုးရှိတယ်3လုံးရတာမျိုးရှိတယ်10 ကီလိုဆိုရင်ဘာပဲပြောအပြည့်မှာဆိုရင်တစ်လုံးကို9,000လောက်ရှိတယ်2လုံးဆို3,800,000 4လုံးဆိုရင်3သိန်းကျော်သွားပြီအဲ့တော့ဈေးတက်တာနဲ့စားခြင်းနဲ့ဆိုရင် online page တွေကနေပြီးတော့အနည်းဆုံး10 ကီလိုမျှပြီးတော့မာလေးရတယ်တယောက်တည်းစားခြင်းလည်းရတယ်အဲ့တော့ဈေးတက်တာနဲ့စားခြင်းနဲ့ဆိုရင်အဲ့ဒီနီးတဲ့နီးပဲရှိရယ်တချို့တွေမှာလည်းအမခံပါတာရှိတယ်အမခံမပါတာရှိရယ်အဲ့တော့ကျမတို့ကိုဖြူပြင်းမှာဆိုရင်လည်းအမခံပါပြီးသားเนาะအဲ့တော့3,900,000ပို့တဲ့နဲ့ဒူးရင်ဒီ site ပေါ်မူတည်ပြီး3လုံးရခြင်းရမယ်4လုံးရခြင်းရမယ်2လုံးတော့မရှိဘူးပေါ့နော်3လုံးဒါမှမဟုတ်4လုံးပေါ့နော်အဲ့တော့3,900,000နဲ့ဒူးရင်ဒီ4လုံးကိုအဝစားချင်တယ်ဆိုရင်ကိုဖြိုးပြမလဲလာမလို့ရပါပြီအမခံပါတာလည်းရှိတယ်အမခံမပါတာလည်းရှိတယ်အမခံမပါဘူးဆိုရင်3,000,000နဲ့ရပါမယ်အမခံအပြေးဝလူချင်တယ်ဆိုရင်3,900,000နဲ့ဒူးရင်ဒီ4လုံးသို့မဟုတ်3လုံးကိုအဝစားလို့ရမယ်နော်ဒါကဒူးရင်ဒီပြည်တွင်းဒီမို့စားလို့ရတော့ပါနော်โอเคနောက်တစ်ခုရှိတာကဒူးရင်သီးနဲ့ပတ်သက်ပြီးတခုပြောချင်တာကကျမတို့ပြည်တွင်းမှာစိုက်တဲ့အတီးကလည်းယူရီးယားသီးဂိုင်ဆက်ပါနော်အဲ့တော့ယူရီးယားမှာစိုက်တဲ့အတီးကလည်းယူရီးယားသီးဂိုင်ဆက်ပါနော်အကုန်လုံးကဂိုင်ဆက်တည်ကြည့်ပါပဲအဲ့တော့မွန်ထောင်းသီးစစ်ဆိုတာကအကုန်လုံးကဂိုင်ဆက်ပြီးရလာတဲ့အတီးတွေကိုအကုန်လုံးကဂိုင်ဆက်ယူရီးယားသီးနဲ့ပြည်တွင်းဂိုင်ဆက်ယူရီးယားသီးပါပဲကျမတို့လည်းယူရီးယားနေပြီးမျိုးယူပြီးစိုက်ထားတဲ့အတွက်ယူရီးယားသီးစစ်ပါပဲအဲ့တော့ဈေးတက်တာနဲ့စားခြင်းနဲ့ဆိုရင်ကုတ်ဖြိုးပေးကိုအမြန်လာခဲ့လိုက်နော်